နေအောင်မမြင်ရတာကြာပြီကွာတဲ့ခဲရန်အော်စတာအောက်ကပန်းကင်းတွေကလေပြေလေညင်းများနဲ့မဆုံဖြစ်ပါတယ်ညာဘက်ဖက်နဲ့တစ်ဖက်အောက်ကပန်းကင်းတွေကြံခဲ့တာဘသူလဲတဲ့ဘယ်တိမလဲဆောင်းဦးထူကပိုးငယ်ငယ်ရဲ့အဖြူရောင်ကြိုးစားရပြက်နေတဲ့ဖက်နဲ့ကြားရင်မင်းကြိုက်ထားတာမို့လားမင်းမဲဒီနားမှာတဝဲလဲလဲစော့နေတာဘိုးဟတ်တူရမဲရှာသေးရဲ့အင်းနဲ့သူကြိုက်ထားတာမဟုတ်ကြောင်းပြောရင်းနဲ့တပြေးပြေးတိုးလာတဲ့ပြောတန်ရွက်ချောက်ကျွေးတန်နဲ့ရောရင်တလုံးတစ်ခွန်းမှပြက်ပြက်တတ်မချရကဲထားပါထားတော့တာကီလာပလင်းခွန်နဲ့ဝင်ပြီးဆောင်းခိုရဲညဇန်နဝါရီနေ့နဲ့ဒီရာသီပေါ်အယောင်ပိုရဲလားပန်းတွေရောနှွေရောနှွေပါမလားခဲရန်အော်စတာဖီထားနှွေကြလားတခြားပိုးကောင်လေးတွေရောသူတို့နဲ့နေကြလား12ရာသီပန်းတွေရောဘဲလားလီလီပန်းတွေလားနေကြရီပွင့်လားသူတို့ဘလောက်ကြာရှင်မလဲဘယ်အထိလဲခရမ်းရောင်အော်စတာလေးဖယ်နိုင်ရင်ပေါ့အပြင်လောကကြောင်းသူတို့သိနိုင်လားလေပူတွေထဲမှာပါလာတဲ့အနံ့တွေသူတို့ရပါမလားသူတို့ရတော့လားဆောင်းဥထုပိုးကောင်ငယ်ငယ်ဒါဆောင်းပါခဲရန်အော်စတာလှဲတိုင်းပေါ်မှာလိပ်ပြတွေနားမယ်ခဏအောက်မှာပန်းနေရှိတာသိလို့လားခဏပဲပြီးတော့ထပြန်သွားတယ်ခဏပဲနောက်တစ်ကောင်လာနားတယ်ခဏပဲလူငယ်တယောက်အော်စတာတစ်ဖက်နဲ့ပဲစီပဲခရီးဆက်နေနဲ့မတိခတ်တယ်ကြံခဲ့တဲ့ဖက်တစ်ဖက်ပြီးနေတဲ့ပန်းရင်လွမ်းရင်ပန်းငင်းနဲ့လွမ်းနေမယ်အလွမ်းပန်းကိုပြန်လွမ်းမယ်ပြင်းနေတဲ့အာဆင်နယ်ဂျာစီရဲ့အတီးအထွေဖိမသက်ပဲပြစ်လိုက်တဲ့စီကရက်ပြမီးမသေးနေမရအလင်းမရနဲ့စောင်းကုန်တွေပြပြအထိမရှိနိုင်မှာပန်းလေးတွေကသေးချမှာခဲအောင်ကွန်ပတီယန်ဆာမပြေတော့လှုပ်အမြေသားတစ်ခုလိပ်ပြရီလာဆက်စုမယ်စောင်းဥထုပိုးငယ်တစုရဲ့ပေါက်ဖက်တွေပြီးတော့